တ်တန်းကျော်နဲ့ BTS ရထားကိရဲ့ဝယ်ယူနိုင်မဲ့ Superlight 117ကွန်ဒိုကိုလူကြီးမင်းတို့ထပ်မိတ်ဆက်ပေးမှာဖြစ်ပါတယ်ဒီကွန်ဒိုကတော့မြန်မာငွေ3,000ကျော်ဝန်းကျင်ကနေဝယ်ယူနိုင်ပြီးရထားကိရဲ့ဖြစ်တဲ့ကြောင့်မို့နေထိုင်မှုအတွက်ကိုအရန်ကိုဆင်ပြေပါရဲ့ဗျ facility အမျိုးပေါင်းအောင်လဲစုံနေတဲ့ကြောင့်မို့စိတ်အေးချမ်းမှုကိုပြေဝရရှိမှာတော့အမှန်ပါရဲ့ဗျကျွန်တော်ခုပြပေးမှာတော့35 square meter one bedroom ခန်းပဲဖြစ်ပါတယ်ဒီခန်းကိုဝင်လာခြင်းမှာဆို living room area ဖွဲ့စည်းပေးထားတော့တွေ့ရပါရဲ့ဗျဒါကတော့ kitchen ပဲဖြစ်ပါတယ်မန်ဆိုင်တော့ကာပြီးတော့တွေ့ရပါရဲ့ဗျ kitchen ရဲ့ကဲမှာဆို balcony တစ်ခုရှိပါတယ်ဒါကတော့အိတ်ခန်းပဲဖြစ်ပါတယ် bedroom အိတ်ခန်းကလည်းတော်တော်လေးကိုကျယ်ပါရဲ့ဗျသူ့ရဲ့ကဲမှာဆို toilet တစ်ခုဖွဲ့စည်းပေးထားပါတယ်ကျွန်တော်ခုပြပေးမှာတော့28 square meter studio ခန်းပဲဖြစ်ပါတယ်ဒီခန်းကိုဝင်လာခြင်းမှာဆို dining room area ရှိပါကြညာဘက်ခြမ်းမှာဆို toilet တစ်ခုဖွဲ့စည်းပေးထားပါတယ်ဒါကတော့ living room နဲ့ bedroom ပဲဖြစ်ပါတယ်ဒီရဲ့ကဲမှာဆို space ကိုလေးတစ်ခုဖွဲ့စည်းပေးထားကြကဲမှာ balcony ရှိပါတယ်အဲ့တော့ Superlight 117ကိုစိတ်ဝင်စားလို့ဖြစ်ဖြစ်လူတိုင်းလည်းကြည့်ရှင်ရလို့ဖြစ်ဖြစ်အောက်မှာပေးထားတဲ့ Viber နဲ့ဖုန်းနံပါတ်မှာဆက်သွယ်မြန်စုံစမ်းနိုင်ပါတယ်ထိုင်းနိုင်ငံမှာရှိတဲ့ကွန်ဒိုနဲ့လုံးချင်းအိမ်ဝယ်ယူနေဆိုတော့ GIG Thai Hospital ကိုဆက်သွယ်မြန်စုံစမ်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်